အခုသင်မဲ့သင်ခန်းစာကတော့ software installation လုပ်ခြင်းနဲ့ activate လုပ်ခြင်းသင်ခန်းစာပဲဖြစ်ပါတယ်။ချို့ software တွေက key ချန်တွေထဲကနေ key တွေ generate လုပ်ပြီးတော့ copy ကူးထည့်ရုံနဲ့မရဘဲနဲ့ activate လုပ်ပေးဖို့လိုအပ်ပါတယ်။အဲဒီအခါဒီ software ကို key တွေနဲ့ activate ပြန်လုပ်ပေးရပါမယ်။အခု install လုပ်ပြီး activate လုပ်ရမယ့် software ကတော့ Adobe Photoshop CS2 software ပဲဖြစ်ပါတယ်။ဒီအတွက် CD drive ထဲကို software CD ကိုထည့်ပါ။ပြီးရင် My Computer ကိုဖွင့်ပါ software CD ကိုဖွင့်ပါမယ်။ကျွန်တော်အခုသွင်းမဲ့ software Adobe Photoshop CS2 ပါ။ Adobe Photoshop CS2 install file ကိုဖွင့်ပါ။ပြီးရင် next ကိုနှိပ်ပါမယ်။ကျွန်တော် license သဘောတူကြောင်း accept ကိုနှိပ်ပါ။အခုအဆင့်မှာဆိုရင်ကျွန်တော်ဒီ software ကိုရက်30သုံးမယ်ဒါမှမဟုတ်ကျွန်တော် serial number ထည့်မယ်ဆိုတဲ့အဆင့်မှာအခုကျွန်တော် serial number ကို generate လုပ်ပြီးထည့်ပါမယ် software CD ကိုဖွင့်ပါ key generator folder ထဲကိုဝင်ပါအဲဒီကကျွန်တော် key gen ဆိုတဲ့ file ကိုဖွင့်ပါမယ်ကျွန်တော်အခုအသုံးပြုမဲ့ software install လုပ်မဲ့ software application ပေါ့အဲဒီကောင် Photoshop software ပါ Photoshop ကိုရွေးပါမယ်ပြီးရင် generate ဆိုတာနှိပ်ပါဟို key လေးတစ်ခုရပါတယ်ဒီ key ကိုခုန software တွေကိုကူးထည့်ပေးရမယ်ပြီးရင် next ကိုနှိပ်ပါ next ကိုတော့နှိပ်ပါမယ်ပြီးရင် install ကိုနှိပ်ပါမယ်ဒါဆိုရင် Adobe Photoshop CS2 software ကိုစတင် install လုပ်နေပြီလိုအပ်တဲ့ file တွေကိုကူးယူနေရမယ်ချိန်နှဲငယ်ကြာမြင့်ပါမယ်ခေတ္တမြန်စောင့်နေရပါမယ်အခုဆိုရင်တော့ Photoshop software installation လုပ်တာပြီးပြီပါအဲဒီက activate လုပ်ပေးရပါမယ်ကျွန်တော် activation option မှာ Find Telephone ဆိုတာရွေးပါပြီးရင် next ကိုနှိပ်ပါကျွန်တော်အဲ့မှာ activation number ဆိုတာရှိပါတယ်ဒီ activation number ကို copy ကူးပေးပါပြီးရင်ကျွန်တော်အခုန key gen ရှိပါတယ် key generator ထဲကိုဝင်ပါအဲ key generator software application မှာကျွန်တော် Photoshop CS2 ဆိုတာရေးပါမယ် activation option မှာပြီးရင် request code မှာကျွန်တော်ဒီက key ကိုထည့်ပေးပါမယ်ပြီးရင် generate ကိုနှိပ်လိုက်ပါဒီ answer code ကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင် activate ကိုထည့်ပေးပါ activate ထည့်ပြီးတော့ဆိုရင်ကျွန်တော် activate ဆိုတာနှိပ်ပါမယ်code ထည့်ပြီးတော့ဆိုဒီလို thank you လို့ပေါ်လာရင်တော့ကျွန်တော်ပြီးပါပြီ X ကိုထပ်နှိပ်ပါချိန်နှဲငယ်ထပ်ဆောင်ပေးရမယ်
အခုဆိုရင်တော့ installation လုပ်တာပြီးဆုံးသွားပါပြီကျွန်တော် readme ဖတ်ချင်တယ်ဆိုရင် finish နဲ့ပါ readme file မဖတ်ချင်ဘူးဆိုရင်ကျွန်တော် show the readme file အမှန်ကြီးဖြတ်ပြီးတော့ finish လာလိုက်ပြီးတော့အခုဆိုရင် software installation လုပ်တာပြီးပါပြီဒီအတွက် software ကိုကျွန်တော်စမ်းပြီးဖွင့်ကြည့်ပါမယ် step ပေါ်တော့နှိပ်ပါအခုဆိုရင်တော့ Photoshop CL2 software ကို installation လုပ်တာပြီးသေးပါပြီစတင်အသုံးပြုလို့ရပါတယ်ဒါကတော့ software ကို installation လုပ်ခြင်းနဲ့ activate လုပ်ခြင်းသင်ခန်းစာပါ